ATM မှာရမုံနာမြစ်ဆိုတာရှိတယ်နော်အဲ့ဒါတော့အဲ့ရမုံနာမြစ်ကမ်းဘေးမှာရှိတဲ့ဒီမြစ်ထဲမှာရှိတဲ့နဂါးတိုင်းပြည်ကနဂါးမတယောက်ကသူကငကိုကသူ့ယောက်ျားရှိသူ့ယောက်ျားဆုံးသွားတဲ့ကမုတ်ဆိုးမနဂမအဲ့တော့ဒီမုတ်ဆိုးမတခြားနဂမတွေကတော့တခြားသူတို့ယောက်ျားနဂါးတွေနဲ့ပျော်ပန်းနေတဲ့ကသူကဒီကာမဂုဏ်တွေကြည့်ပြီးတော့အားကြတယ်ပေါ့ဗျာအားကြတယ်ပဲပြောပါတော့နော်အဲ့တော့သူကာမသိတ်တွေနေတဲ့ကဘယ်လိုလုပ်ရမလဲလို့စဉ်းစားတဲ့အခါကျတော့လင်းရှာထွက်တာပါနော်ဒါရိုးရိုးပြောရမယ်ဆိုရင်နော်အဲ့ဒါနဲ့ထွက်တဲ့ကဒီနေ့ခေတ်လင်းရှာတော့လွယ်ပါတယ် Facebook တို့ TikTok ပေါ်တက်လိုက်ရင်လွယ်တာပေါ့နော်အဲ့ဒါတော့သူကတော့အလောက်ထိမလွယ်ဘူးသူတို့က social media မရှိတဲ့ကပတ်ချလက်ရှာတော့အဲ့ဒီရသေးပြုတ်နေတဲ့ကံပေးကိုရောက်တော့ဒီရသေးကိုကြည့်လိုက်တယ်ရသေးကဒရာပပစိတတကယ်ကိုတန်တရာဘုတ်ကလွတ်ဖို့ဆိုတဲ့ရည်မှန်းချက်နဲ့ဝတ်တဲ့ရသေးဟုတ်ရဲ့လားအဲ့ဒါဆိုရင်တော့အဲ့ဒီရသေးဟာနော်ကောင်းကောင်းနေလိမ့်မယ်အဲ့လိုမဟုတ်ဘူးနဲ့အခြေအနေကြောင့်ဝတ်နေတဲ့ဘုန်းကြီးရသေးဆိုတော့ဒီလိုနေမှာမဟုတ်ဘူးဆိုပြီးတော့ဒီရသေးတိတိရှာထွက်နေတဲ့အချိန်အခင်းလေးတွေလှလှပခင်းခါတဲ့ပန်းနန်းသားလေးနဲ့မှု့ကြိုက်နေအောင်လုပ်တာတကအဲ့အိမ်ရှိဥပဒေယာသာမင်းသားအနေလာတဲ့ရသေးဆိုဟာဒီလုံးဝ comfortable ဖြစ်တယ်ပေါ့လေလုံးဝ luxury ဖြစ်တယ်ဒီမှု့ရာကြီးနဲ့အေးကကောင်းလိုက်တာဘယ်သူလှုပ်သွားတာပါလိမ့်အမွှေးအနှံ့တာတွေကကောင်းကာမဂုဏ်စိတ်တွေဖြစ်ဒါကြောင့်မာလာကနာဝိလေပနဒါရဏမန္တနာဝိဘုဒနာဌာနဥစ္စာတေနမဟာတေနဆိုတာကာမဂုဏ်တိုးစေလို့ကာမဂုဏ်တိုးစေလို့ဟောဒီဟာနော်သူများဒုက္ခပေးတာမဟုတ်ဘူးကိုယ်ကာမဂုဏ်တိုးစေလို့7ပါးသီလမှာဟေး9ပါးပါကျွတ်ထွက်သွားလိမ့်မယ်နော်အဲ့ဒါကြောင့်ဟောဒီ3ပါးနဲ့ပေါင်းပြီးတော့ကာမဂုဏ်တွေတော့တတ်မလားဝိတိတ်ကမှဖြစ်သွားမြတ်စွာဘုရားရှင်ဘလောက်လှနော်ဒီအချင်းသိက္ခာနဲ့ပဲဟောထားတာဘလောက်တက်ရဲသေးသေးချာချာရှိလေဗျာအခုကြည့်သူတော်ကောင်းချင်းကျင့်နေတော့လည်းပဲဟောဒီကာမဂုဏ်အာယုံအတွေ့အထိဖုဒ္ဓဘာယုံနဲ့တွေ့လိုက်တာဒါမိမနဲ့မတွေ့သေးဘူးမှုရလေးနဲ့ပဲတွေ့သေးတယ်စဉ်းစားမှာပေါ့နော်ဟလာဣဇညေညောတဲ့ဖဲမှုရဘောဝဲဘာညာပေါ့ဗျာအဲ့ဒါမျိုးလေးတွေတွေ့တဲ့အခါကျတော့ဘာဖြစ်လဲအာယုံပြောင်းသွားပြီအဲ့ဒါတော့ဒါတရားပပတိတာမဟုတ်ဘူးငကမကလည်းသိတယ်ထားတော့နောက်တော့ငကမနဲ့ဘုန်းကြီးဒီရသိနဲ့ရတယ်ပေါ့ဗျာအချင်းချုပ်တော့မယ်ကလေး2ယောက်ရကလေး2ယောက်ရတဲ့အခါသမုဒ္ဒရာဘေးမှာမွေးလို့သမုဒ္ဒဇာဆိုပြီးသမီးနာမည်လေးကိုပေးလိုက်နော်ဒါတော့သားလေးနာမည်လေးပေးတယ်ပေါ့အဲ့ဒါသားကအကြည်သမီးကအငယ်ရတယ်ဒါတော့အဲ့ဒီကနေနောက်တော့ဖေးကြီးနိုင်ရတန်တဲ့အခါကျတော့သူဘယင်ပြန်လို့နော်ဘယင်ပြန်လို့တဲ့အခါကျတော့အဲ့ဒီအချိန်မှာဟောရာဇဝင်ထဲမှာပါတဲ့ဆူလာလိတ်လာပြီနော်ဒီနေ့ကျတော့ဒီနဂမနဲ့ရထားတဲ့ကလေး2ယောက်ဖြစ်တဲ့အတွက်ဒီသမုဒ္ဒရာတို့မောင်နှမဟာရေထဲမှာနေရကြာကန်ကြီးတွေနဲ့ရေကန်ကြီးတွေနဲ့ဒီလိုနေရနော်သူကအပူဒဏ်တွေ့တာနဲ့သူတို့ကသေမှာအဲ့ဒါတော့သူတို့ကန်ကြီးတဲ့နေတဲ့အခါတွေလက်တကောင်တွေ့တဲ့အခါဘလူးကြီးတွေ့ပါပြီဆိုပြီးတော့အဲ့မှာလက်ကိုကလည်းဖမ်းပြီးတတ်ဟဖြတ်ဟကြောဟချက်ဟနဲ့လို့တော့အဲ့ဘလူးကလည်းအဲ့ဒီလက်ကလည်းတုတ်မလို့မကြောက်ဘူးဒါပေမဲ့အမတ်တယောက်ကပြောတယ်ဟာတော့ဆိုးတဲ့ကလေးတွေကိုလန့်အောင်လုပ်တဲ့ဟောဒီလိတ်သမုဒ္ဒရာတဲ့ပြစ်ချဟာနော်ဝဲတဲ့ပြစ်ချဟာလည်းပြောတဲ့အခါကျတော့အဲ့လိတ်ကကောင်းတော့ဟာဝဲတဲ့တော့ပြစ်မချပါနဲ့ကျုပ်ကရေကြောက်လို့ပါလိတ်ကဆူလာလိတ်ရေလွတ်တယ်ဆိုတာကဲအဲ့လောက်ဆိုတော့ तू ကြောက်တဲ့သေနီးနဲ့သေရမယ်ရေတဲ့တာပြစ်ချယေဝနာမြေဝဲတဲ့ပြစ်ချဆိုတော့မြေချဲကဝဲတဲ့ပြစ်ချလိုက်တဲ့အခါကျတော့နဂါးတိုင်းကြီးရောက်သွားတဲ့ကဒီလိတ်ကသွားပြီးတော့နော်နဂါးတွေနဲ့တွေ့တဲ့အခါအယုတ်ဆိုးလိုက်လားဟာဒီလိတ်ဖမ်းဟတတ်ဟတော့မသက်ပါနဲ့အောင်ကျုပ်ကတမန်အနေနဲ့လာတာဟာဘာတမန်တော့တခြားမဟုတ်ဘူးဗျနော်အဲ့ဒါတော့ဟိုတိုင်းပြည်တပြည်ကနော်ခနဲ့ဘာသတိပြေကဗြဟ္မရမင်းကြီးကနေလွတ်လိုက်တဲ့တမန်မှာကျုပ်နာမည်ကစိတ်တဆူလာတယ်သူ့ကိုသူနာမည်ပြတယ်စိတ်တဆူလာတမန်တော်စိတ်တဆူလာပါတယ်နော်အဲ့ဆိုသမီးတော်သမုဒ္ဒဇကိုဒတရထနဂါမင်းနဲ့ပေးသားခြင်းလို့ဆိုပြီးတော့ကျုပ်တမန်လာတာဗျအဲ့ကျုပ်ကိုမတတ်နဲ့ဆိုတော့ကံဟုတ်လားဟာထားတော့ဒတရထနဂါမင်းနဲ့တွေ့ပြီတယ်အဲ့တော့ဒတရထနဂါမင်းရဒီဆူလာလိတ်လိန်တဲ့ဟာကိုအမှန်ထင်ပြီးတဲ့အခါနဂါးတွေကိုလွတ်လိုက်တယ်ယမရမင်းကြီးသွားပြီးတော့သမုဒ္ဒဇကိုတွားတောင်းကြီးသမုဒ္ဒဇလို့အတန်ကြားလိုက်တဲ့သူတို့ရဲ့အတိတ်ကအတူတူနေခဲ့တဲ့ဘဝပေါင်းများစွာရှိတဲ့ကဒီနာမည်လေးကြားလိုက်တဲ့နဲ့ယင်းနေခုန်တယ်ဟုတ်လားဆွဲတယ်နော်အဲ့ဒါနန္ဒီရာဂသဟကတာတရတရာပိနန္ဒီနီကြားလိုက်တဲ့အတန်လေးပေါ်မှာနန္ဒီရာဂသဟကတာမစွန့်တော့ဘူးအဲ့ဒီအတန်လေးနော်သမုဒ္ဒဇနဲ့စေတဲ့မှာဒီလိုဖြစ်နေတဲ့ကသွားတောင်းကြီးဟာဆိုတော့ဟိုကမင်းတို့လိုသားသိန်း5သိန်းဖားသိန်းသားတဲ့ဒလိဋ္ဌာန်နဲ့ငါသမီးပေးသားမလားဆိုပြီးပြောလွတ်တဲ့ခါ
အဲ့ဒီမှာငါတို့ဒီလိုရုံတည်တည်ရိုင်းတိုင်းပြောမလားဆိုပြီးတော့ငကားတွေကအကုန်တက်လာပြီးတော့တိုင်းပြည်လုံးမွေလေးကြီးဖြစ်ကုန်နော်အဲ့သမုဒ္ဒရာမင်းသမီးကတော့မတွေ့ဘူးလူအိုတွေမတွေ့သေးနဲ့လူငယ်ကလေးလေးတွေမတွေ့သေးနဲ့အသက်ကြီးတဲ့လူတွေမတွေ့သေးနဲ့မကြမ်းမတန်ဆွမ်းတဲ့လူတွေမတွေ့သေးနဲ့ကျန်တာတိုင်းပြည်လုံးအကုန်လုံးမွေတွေငကားတွေမြင်အောင်လှုပ်တာဟဲ့နော်တတထငကားမင်းရဲ့သူအစွမ်းနဲ့ဒီလိုလှုပ်တဲ့အခါကျတော့အဲ့ဒီမှာဘာဖြစ်သွားလဲဆိုတော့နော်တိုင်းပြည်ကြီးကနော်ကြောက်အားလန့်တယ်အဲ့လိုဖြစ်သွားတဲ့အချိန်ကျတော့သမီးပေးဆိုတော့ဗျမရမင်းကြီးကသမုဒ္ဒရာကိုပေးလိုက်တယ်တတထနဲ့ရရောကလေး၄ယောက်မွေးတယ်ငကားလေး၄ကောင်မွေးတယ်အဲ့ဒီမှာမှတ်ငကားမိန်းမနဲ့လူယောက်ျားနဲ့ရတော့လူဖြစ်တယ်နော်ငကားယောက်ျားနဲ့လူမိန်းမနဲ့ရတော့ငကားဖြစ်တယ်အဖေသွေးလိုက်တာဒါကြောင့်ဘုရားရှင်ကအမျိုးယူရင်အဖေအမျိုးယူရတယ်လို့ပြောဟုတ်ပြီနော်အခုတော့တတနဲ့သမုဒ္ဒရာလူနဲ့မွေးတဲ့အခါကျတော့ဘာဖြစ်လဲငကားလေးတွေဖြစ်တယ်ဟောပထမငကားကသူ့ဒတနာတဲ့တာကြီးဒုတိယသားကဓတ္တတတိယသားကသူ့ဘောကနောက်တစ်ခါကစရုဒ္ဓသားကအရိဋ္ဌအဲ့လေသားလေး၄ယောက်မွေးလာတဲ့အခါဒီသမုဒ္ဒရာကိုလေတတနဂါမီကအလွန်ချစ်တယ်နဂါတိုင်းပြည်တပြည်လုံးအပုဂ္ဂိုလ်တွေမွေးတကောင်မမြင်သေးနဲ့မွေလို့ဖန်တဲ့မပြနဲ့နဂါလို့နဂါဆိုတာမွေပါပဲမွေကြီးတော့နဂါပေါ့ဗျာဟုတ်လားအဲ့ဒါတော့မမြင်သေးနဲ့ငါမိမကြောက်လိမ့်မယ်လူသူကကြောက်တာနဲ့လန့်သွားမင်းတို့အကုန်သေတယ်မဲဟာပြီးတော့ဘယ်သူမှသူကလူပြည်ကိုရောက်နေတယ်နတ်ပြည်ကိုရောက်နေတယ်နဂါရဲ့အစွမ်းနဲ့နတ်ပြည်ကိုရောက်နေတယ်လို့အဲ့လိုဖန်ဆင်းပေးထားဒါပေမဲ့အဲ့ဒီအရိဋ္ဌလေးမွေးတဲ့ကဟောဒီကလေးကဆော့တယ်နော်ဆော့ဆိုသူကသူနာခတ္တယဟန်အလောင်းကိုဗျအဲ့တော့သူ့မအေကိုနိုးစိုးရင်နဲ့ကြီးသေးခြင်းလို့ဆိုပြီးနဂါပုံစံဖန်ပြင်းပြီးတော့အမီးလေးနဲ့သူ့အမေကိုခတ်ပြတဲ့ကအမလေးငွေကြီးတော့ဆိုပြစ်ချလိုက်တာလက်သေးနဲ့ထိုးပြီးလို့မျက်လုံးတစ်ဖက်ကန့်သွားနော်ဒါကြောင့်တစ်ဖက်ကန့်ကာနဟုတ်လားအရိဋ္ဌငရံမကန့်အရိဋ္ဌပေါ့ဗျာဟုတ်လားတစ်ဖက်ကန့်အရိဋ္ဌဖြစ်သွားတယ်အဲ့ဒါနဲ့ဒီကတတနဂါမီးတွေ့တဲ့အခါသဟဒီလောက်ရှိတဲ့ကလေးဆော့တာမွေးခင်တဲ့ကိုညင်မကောင်းဘူးတက်ပြတော့မလုပ်ပါနဲ့မိဘဆိုတော့သားသမီးလေသူကတိလိษံနဲ့ဖြစ်ပြီးသမီးဒီသားလေးတစ်ဖက်လက်ကန်းသွားပါပြီကျမရဲ့လက်သေးနဲ့ထိဒီကလေးကိုသက်မလုပ်ပါတော့နဲ့ပေါ့နော်အဲ့လိုနဲ့ထားလိုက်တာကအဲ့မှာဓထဆိုတာဘုန်းတို့ရဲ့ဘုရားလားညံသိပ်ကောင်းတဲ့ငကားပြည်မှာဖြစ်သည်များပြတ်သည်များသူပဲဖြစ်ရှင်းပြရတယ်နောက်တော့သူစွမ်းတိတ်ကြည့်လာတဲ့အခါနာမည်ကြီးသွားတော့တတထငါမင်းကြီးကဟောငကားရဲ့ဘယင်ဟာဝိရုပခနဂါမင်းကြီးလေနော်ဝိရုပခနဂါမင်းကြီးကိုတတနဂါမင်းကြီးကခါသားတဲ့ကဝိရုပခနဂါမင်းကြီးဆိုတာကစတုမာတဲ့နတ်အဲ့တော့စတုမာတဲ့နတ်မင်းကြီးအဲ့စတုမာတဲ့နတ်ပြည်မှာနဂါကြီးမှာဖြစ်တဲ့ပြဿနာတွေအဲ့ဓထနဂါပဲဖြေရှင်းပေးရနောက်နာမည်သိကြည့်တဲ့အခါတာဝရိနာတိပါသွားတယ်အစည်းအဝေးတဲ့သူခေါ်သွားအဲ့မှာတာဝရိနာတရားပရိသတ်နတ်ပရိသတ်နော်စတုမာတဲ့နတ်ပရိသတ်နဂါပရိသတ်အဲ့ဒီကြားထဲမှာပြဿနာဖြစ်တော့ဓထနဂါမင်းကဝင်ဖြေရှင်းပေးရအဲ့လိုဖြေရှင်းပေးတဲ့အခါသူနာမည်ကြီးသွားတယ်ပေါ်ပြူလာဖြစ်သွားတယ်အဲ့လိုတရားမင်းကြီးကဘွဲပေးလိုက်တယ်ဘူရိပြောကြည့်ပါလေလေဘူရိဆိုတာမဟာပထဝီမြေကြီးလိုပဲအလုံးတန်ကြီးကျယ်တဲ့ဉာဏ်ပညာနဲ့ပြည့်စုံလို့ဘူရိသူ့ရဲ့ငကိုကဓထဘူရိဓထဘူရိဓထနဂါမင်းဆိုဉာဏ်ပညာနဲ့အလုံးတန်ကြီးကျယ်တဲ့နဂါမင်းကြီးသူ့ရဲ့စွမ်းရည်ကြောင့်သူ့ရဲ့ဂုဏ်ပါရမီအဟုန်လေးကြောင့်ရလာတဲ့ဘွဲပတ်စံပေးရတဲ့ဘွဲမဟုတ်ဘူးလူထင်ကြီးခံအောင်ယူထားတဲ့ဘွဲမဟုတ်ဘူးသူ့ရဲ့ပင်ကိုအည်ချင်းကြောင့်ရတဲ့ဘွဲတန်လည်းမတန်ဘူးလားသိတန်ကြီးရှိတယ်ဒီဘွဲတွေကြတာနော်ဟုတ်လားအလွန်ခမ်းနားတယ်ဘူရိတထဆိုပြီးတော့နတ်ပြည်နဂါပြည်တာဝရိနာတိတက်ပြီးတော့အရေးပါအရာရောက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်တာဝရိနတ်ပြည်ကအမြဲတမ်းသူအစည်းအဝေးတွေတက်ရတဲ့အခါတရားမင်းကြီးကသိခမ်းနားတယ်လေတရားမင်းကခမ်းနားဆိုမိမတဲ့နှက်ကလေး9 သန်း25 သန်းဟာအားကြစရာကြီး25 သန်းနဲ့မရကြီး1600နဲ့အဲ့ဒီဟာတွေကိုအုပ်ချုပ်တဲ့မယားက4 ယောက်နှက်ကလေး9 သန်း1600နဲ့5 ယောက်ရှိတယ်တရားမင်း1 ယောက်တည်းပိုင်တဲ့မိမဒီကကြီးတွေအားကြသွားပြီလားအားမကြဘူးလား KTV တွေဘာတွေသွားကြမလို့တော့နော်ဟိုမှာယူဇနာ1000ကျဲတဲ့နော်အိမ်ကြီးထဲမှာပဲအဲ့ဒီမယားနှက်ကလေးကျော်နဲ့အေးဆေးပဲဟုတ်လားကြားမကြီးနော်စီကောင်ကောင်းလည်းရှိပုံရပါနော်ကြမ်းမှနှုတ်ပြသေးတဲ့သေးပေါ့ဗျာနော်အဲ့ဒါနဲ့တရားမကြီးအဲ့လိုခန်းခန်းနိုင်နေတာလည်းတွေ့တယ်ဘူရိတထနဂါမင်းဟာငါတို့ရဲ့
ချမ်းသာမှုဆိုတာဘာဟုတ်မြင့်မို့တောင်း